တောနက်ထဲမှာတယောက်တည်းရှိနေစဉ်တစုံတစ်ယောက်ကစောင့်ကြည့်နေတယ်လို့ခံစားဖို့ပါတလားဒါကိုတောချောက်တယ်လို့ကျွန်တော်တို့ခေါ်ကြပါတယ်ဒါပေမဲ့ဒါဟာတကယ်ပဲနာနာဘာဝတွေကြောင့်လားဒါမှမဟုတ်သိပ္ပံနည်းကျအဖြစ်ရှိပါသလားပထမဆုံးအချက်ကတော့ကျွန်တော်တို့ရဲ့အာယုံခံစားမှုလွယ်မှာခြင်း sensory illusions ပါပဲလင်းတလင်းတိအခြေအနေမှာအုံနောက်ဟာတကိုင်းတွေအရေးတွေကိုလူပုံတံအဖြစ်မှားယွင်းပါတာပြန်တတ်ပါတယ်ဒါကိုသိပ္ပံပညာမှာ pareidolia လို့ခေါ်ပါတယ်။မရေရာတဲ့ပုံရိပ်တွေထဲမှာရင်းနှီးတဲ့ပုံစံတွေအထူးသဖြင့်လူမျက်နှာတွေကိုရှာဖွေတတ်တဲ့အုံနောက်ရဲ့သဘာဝပါ။နောက်တစ်ချက်ကတော့ကျွန်တော်တို့နားနဲ့မကြားနိုင်တဲ့အနိမ့်ပိုင်းအတန်လိုင်းတွေ infrasound ပါလေပြင်းတိုက်ခိုက်မှုဒါမှမဟုတ်တောရိုင်းတိရစ္ဆာန်တွေရဲ့အတန်တွေကနေဖြစ်ပေါ်လာတတ်ပါတယ်။ဒီအတန်လိုင်းတွေဟာလူတွေရဲ့ခန္ဓာကိုယ်ထဲမှာတုန်ခါမှုတွေဖြစ်စေပြီးစိုးရိမ်စိတ်ကြောက်ရွံ့စိတ်နဲ့တစုံတစ်ယောက်ရှိနေတယ်လို့မျိုးထူးဆန်းတဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒေသအချို့မှာရှိတဲ့ထူးခြားတဲ့တလိုက်စက်ကွင်းတွေ geomagnetic fields ကလည်းအုံနောက်ရဲ့ temporal lobe ကိုလှုံ့ဆော်ပြီးထင်အောင်ထင်မှားဖြစ်မှုကိုဖြစ်စေတတ်ပါတယ်။တယောက်တည်းဖြစ်နေတဲ့စိတ်ပိုင်းဆိုင်ရာဖိအားနဲ့အမောင်ထူတွေကကြောက်စိတ်ဟာအုံနောက်ကိုအမြင့်ဆုံးသတိထားစနစ် hypervigilance ထဲရောက်သွားစေပါတယ်။ဒီလိုအခြေအနေမှာတရွက်ကြွေတန်တစ်သေးလေးကအစချင်းချောက်မှုတစ်ခုလိုအုံနောက်ကတတ်မှတ်လိုက်ပြီးတောချောက်ခြင်းခံစားချက်ကိုအားကောင်းစေပါတယ်။တချို့နေရာတွေမှာတော့တဘာဝအတိုင်းထွက်ပေါ်လာတဲ့တန်းငွေတွေဒါမှမဟုတ်မိုးတွေကနေထွက်တဲ့အစိမ့်ငွေတွေကလူကိုထင်အောင်ထင်မှားဖြစ်စေနိုင်ပါတယ်။မြမယဉ်ကျေးမှုမှာတော့ဒါကိုတောဆောင်နဲ့တောင်ဆောင်နဲ့တွေရဲ့လှုပ်ဆောင်ချက်လို့ယုံကြည်ကြပါတယ်။ဒါဟာသိပ္ပံနဲ့ယုံကြည်မှုကြားကထိတွေ့မှုတစ်ခုပါပဲ။အုံနောက်ဟာမရှင်းလင်းတဲ့ဖြစ်စဉ်တွေကိုကျွန်တော်တို့သိထားတဲ့ပုံမြင်တွေဒဏ္ဍာရီတွေနဲ့ပေါင်းစပ်ပြီးအခေရှားတတ်တဲ့သဘာဝရှိပါတယ်။ဒါကြောင့်တောချောက်ချင်းဆိုတာဟာအပြင်လောကကဖြစ်စဉ်တွေနဲ့ကျွန်တော်တို့အုံနောက်ရဲ့တုံ့ပြန်မှုတွေပေါင်းဆက်သွားတဲ့ရလဒ်တစ်ခုလို့ဆိုနိုင်ပါတယ်။သိပ္ပံနည်းကျသိထားခြင်းကတဘာဝတရားရဲ့လှုပ်ဝက်ဆန်းကျင်မှုကိုလျော်နှဲသွားစေတာမဟုတ်ပဲပိုပြီးလေးနက်စေပါတယ်။တောတောင်လေးကိုလေ့လာတဲ့အခါကြောက်ရွံ့စိတ်ထက်သိကျင်စိတ်နဲ့လေ့လာမယ်ဆိုရင်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းမှာပါ။နောက်တစ်ခါတောထဲမှာထူးဆန်းတာတွေခံစားရရင်ဒါဟာတစ်အုံနောက်ရဲ့စမ်းဆောင်ရည်တစ်ခုလို့သတိရလိုက်ပါအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေအတွက်ကျွန်တော်တို့ကို follow လုပ်ထားပေးပါဗီဒီယိုကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်တဘာဝတရားရဲ့လှုပ်ဝက်ချက်တွေကိုအတူတူဆက်လက်ဖော်ထုတ်ကြရအောင်